နောက်ကျကြံခဲ့တဲ့ခရီးတဲ့မိုးတဲတန်စွာယူလာသွဲနေတဲ့တောက်ကြနင်းညတနာရီခွဲခန့်မှာအငားရံမောင်ကိုအောင်ဝင်းတရောရန်ကုန်မြို့ရဲ့လူသူကင်းမဲ့နေတဲ့လမ်းမကြီးပေါ်မှာကားကိုဖိဖိချင်းမောင်းနေပါတယ်။မိုးရေစက်တွေကြောင့်ရှေ့လေကမှန်ကဝါဒါဖိနေပြီးမြဲအိမ်ပြန်နားကျင်လာပြီးမှအရှင်ကိုနည်းနည်းမြင့်လိုက်ပါတယ်။မြောက်ဥက္ကလာပါတူတန်အနီးကိုရောက်တဲ့အခါလမ်းဘေးမှာထီးအနက်ရောင်တလားစောင်းပြီးရက်နေတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရတယ်။သူမကအဖြူရောင်ကာဝန်ရှည်ကိုဝတ်ထားပြီးလက်ရက်ခေါ်နေတာပါ။ကိုအောင်ဝင်းလေးဒီလိုမိုးတဲလေထဲမှာမိန်းကလေးတယောက်တည်းအန်တီရဲ့များမှာပဲဆိုတဲ့စိတ်နဲ့ကားကိုထိုးရက်ပေးလိုက်တယ်။ဘယ်ကိုလိုက်မှလဲညီမအမျိုးသမီးကစကားတစ်ခုမှမပြောဘဲကားနောက်ခန်းတကားကိုဖွင့်ပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲတက်ထိုင်လိုက်တယ်။ကိုအောင်ဝင်းလေးမှန်ကားတစိမ့်ကြည့်လိုက်တော့သူမရဲ့ညနာကသပင်တွေဖုံးနေအကြောင်းတေချာမမြင်ရဘူး။တမိုင်းလန်းစုံနာကိုပို့ပေးပါလို့သူမကတိုးတိုးလေးပြောပါတယ်။သူမရဲ့အတန်ကအေးဆက်နေပြီးလူတယောက်ရဲ့အတန်ထက်လေတိုးတန်နဲ့ပိုတူနေတယ်။ကားမောင်းနေရင်ကိုအောင်ဝင်းတကူလုံးဆိုင်ခနဲ့ချမ်းလာတယ်။ကားထဲမှာအဲကွန်းဖွင့်မထားပေမဲ့ရေခဲတလီတာတွေရောက်နေတယ်လို့အေးဆက်မှုကိုခံစားနေရတယ်။စကဲစမီမျိုးပြောကြည့်ပေမဲ့နောက်ခန်းကခီးတဲ့ကဘာမှပြန်မပြောဘူး။ထိတ်လန့်စရာအလဲ့ပြောင်းတမိုင်းလန်းစုံနာရောက်ခါနီးမှာမီးပွိုင်းတစ်ခုမှခဏရပ်လိုက်တယ်။ကိုအောင်ဝင်းနောက်ကြည့်မှန်ကိုကြည့်လိုက်တဲ့အခါသူ့နှလုံးသွေးရက်မသက်ဖြစ်ပါရတယ်။နောက်ခန်းမှာဘယ်သူမှမရှိတော့ဘူး။ဟမ်ဘဲချင်းကဆင်းသွားတာလေ။ကားတကားဖွင့်တယ်လည်းမကြားရကားကလေဒလန်းလုံးမရောက်ခဲ့ဘူး။တေးတေးချာချာတိကျင်တာနဲ့ကားမီးဖွင့်ပြီးနောက်ခန်းကိုကြည့်လိုက်တော့ခုံပေါ်မှာရေစို့နေတဲ့အစာအနလေးတွေရှိနေတော့ပဲ။ဒါပေမဲ့ပို့ပြီးထူးဆန်းကခုံပေါ်မှာတင်ကြံနေတဲ့30တန်အဟောင်းလေးတိရပါ။အဲ့ဒီငွေစကခုဟောင်းလေးကိုကန်ကြည့်လိုက်တဲ့အခါကိုအောင်ဝင်းရဲ့လက်တွေတုံတုံရင်ရင်ဖြစ်လာတယ်။ငွေစကခုပေါ်မှာမြေကြီးတွေပေးချနေပြီးသူ့တန်ကပတ်နံလိုပုတ်စော်နံတလိုအနံ့ဆိုးတစ်ခုကကားထဲမှာပြက်နှံသွားပါတယ်။ချစ်ချင်းဆိုသလိုနောက်ကြီးမှန်တဲ့ကိုပြန်ကြည့်လိုက်တော့စိုးစိုးကအမျိုးသမီးကသူ့ရဲ့ပခုံးပေါ်ကိုခေါင်းတင်ပြီးဖြုံးပြနေတာကိုမြင်လိုက်ရတယ်။သူမရဲ့မျက်နှာကအရေပြောင်းကြီးလျော်ရေးပြီးမျက်လုံးနေရာမှာဟောက်တောက်ကြီးဖွင့်နေခဲ့ပါတယ်။